ပြုတ်ရောင်းခိုင်းပြီးရောင်းလို့မကုန်ရင်ကလေးတွေကိုရိုက်နှက်တယ်ဆိုတဲ့မိဘတွေရဲ့လူမဆန်တဲ့လုပ်ရက်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတစ်ခါမှဖော်ပြပေးသွားမယ့်ဗီဒီယိုလေးကတော့မီးပွိုင်အနေနဲ့လူများတဲ့နေရာတွေမှာငုံဥပြုတ်ကိုအတင်းထိုးရောင်းနေတဲ့ကလေးတွေရဲ့ရင်းနှင်းစရာဘဝတစ်ခုကိုဖော်ပြရိုက်ကူးထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်အခုလိုမီးပွိုင်အနေနဲ့လူစီကားရနေရာတွေမှာငုံဥပြုတ်တွေရောင်းနေရပြီးရောင်းလို့မကုန်ရင်တော့အိမ်ပြန်ရောက်ရင်မိဘတွေကလူမဆန်အောင်ရိုက်နှက်ကြတယ်လို့လည်းအဆိုပါကလေးတွေကရင်ဖွင့်ပြောကြားထားတာပဲဖြစ်ပါတယ်ဒီအကောရင်ဒီအမကောဘာဖြစ်လဲပြောလေအမအရင်လားအမေအရင်နေလားမဟုတ်ဘူးသမီးကအရင်သူကြတော့မွေးသားတာလားထားလားဒီအောင်တည်းကောရောင်းရတာလားအခုဘာလို့ငိုနေဟာလာတမီးကိုချီပြီးတော့မုတ်လိုက်ရအောင်ခိုင်းတယ်ဟာအခုဘာမုတ်စားမလဲတော့နေတော့ဘာမှနေရသုံးခွာမှာအခုမနေ့ဆိုကြတော့ဗမာလာထားပြီးသွားတယ်သမီးတို့ဗမာလာထားပြီးလေမဟုတ်ကြောင့်မို့ဒီမှာသုံးခွာနဲ့လိုင်းကားစီးလာတာသမီးတို့ကြီးပဲစီးလာတာမဟုတ်ဘူးမလားဘယ်သူနဲ့စီးလာအမရဲ့ဗမာဟိုးမလားဟာလားဒီအုပ်စုတွေလားစိတ်ညစ်ပါနင်တို့လည်းကြည့်ရမှန်တက်လေးတွေအခုမငိုတော့လားလက်ညောင်းလေဟာအနာပါငုံပြုတ်ကဘယ်လောက်လဲစိတ်ညစ်ပါ1000ပါစားမလဲသူ1000ဘိုးပါစားမလဲဗီဒီယိုနေကမင်းမီလောက်ပေးမှလေပါစားမလဲလို့ဒီဘက်ကိုလှည့်ပါအောင်အချိန်မရှိတော့ဒါကိုကောင်းမြင်အောင်ခိုင်းနေရရိုက်မှာရိုက်ဥရောလာတိုင်လေဟုတ်လားတကယ်မဟုတ်ကြည့်မနော်